ကဲဒါလေးကလေအရန်ကိုမှရောင်းရတယ်အဲ့ဒီတက်2ရောင်ဆက်တော့လေးတွေပေါ့နော်ဒီမှာဒီပစ္စည်းလေးတွေကလည်းလေရောက်တိုင်းမလောက်ဘူးမင်းစီမှာပစ္စည်းလေးကဒါလေးပဲကြံတော့မယ်ဥဒူယူပါရှင်ဒီမှာနော်ဒီဇိုင်းလေးလည်းအရန်လာတယ်သူကလေအဖြူခံဟိုမှလေပခုံးသားမှာအယောင်ဇက်လေးတွေနဲ့ဒါမျိုးလေးတွေပြီးတော့ site လေးလည်းပွင့်တယ်ပေါင်ချိန်ကလေ120 130လောက်ထိဝတ်လို့ရမယ်အသားကလေတူတူဆွဲတာဒါမျိုးဆွဲတာအေးသားလေးပေါ့နော်ဘာလေးနဲ့ပဲတွဲဝတ်အရန်ကိုမှလာတဲ့ပစ္စည်းလေးဒီပစ္စည်းလေးကလေဈေးလေးက3000နဲ့မှ900ကျပ်ပဲရှိတယ်ငါးတဲ့ထုတ်မှဆိုရင်တို့ဒါမျိုးကာလာစုံလေးလာတယ်နော်ကာလာအစုံလေးလည်းထည့်ပေးတယ်ဈေးလေးက3000နဲ့မှ900ကျပ်ပဲရှိတယ်ငါးတဲ့ထုတ်ကနေစပြီးတော့မာယူလို့ရတယ်ဒါလေးရအောင်ယူနော်ရှေ့တစ်ခေါက်ကမရလိုက်တဲ့အမတွေလည်းဒါလေးကိုရအောင်ယူပါရှင်ကာလာလိုင်းလေးတွေလည်းအရင်လာတယ်ငါးထဲမှာဆိုရင်မင်းတို့ငါးတဲ့တစ်ထုပ်မှာဆိုရင်ကာလာလေးက9ရောင်ထည့်ထားပေးတယ်ငါးတဲ့ထုတ်ကနေစပြီးတော့မာယူလို့ရတယ်အရင်ကချီလဲပို့ဆောင်ပေးတယ်စိုက်မှာလဲလာကြည့်လို့ရပါတယ်ရှင်ဒီမှာနော်ကာလာလေးကတော့တစ်ထုပ်နဲ့တစ်ထုပ်ကတော့ကာလာလိုင်းလေးတွေတော့မတူဘူး9တဲ့9ရောင်တော့ထည့်ထားပေးပါရဲ့ရှင်ဒီမှာနော်ဒါလမျိုးလေးတွေပါအဲ့ဒီတက်2ရောင်စော့တော့လေးတွေပေါ့နော်မြင့်စီမှာပစ္စည်းလေးထပ်ရောက်ထားပါပြီကဲကျေးဇူးပါရှင်